ဖယားတရားဘက်အာယုံစိုက်ပြီးပို့လို့ဖြစ်လာရင်လူမှုရေးတွေမှာအားနည်းလာတယ်လို့တချို့ကဆိုကြတယ်။ဒါဟာဘာသာရေးလှုပ်လို့တော့မဟုတ်ပါဘူး။ရှောက်တဲ့လမ်းတွေမတူကြလို့ဖြစ်တာပါ။တူရစုသွားကြတဲ့သဘောပါပဲ။ဘာသာရေးဘက်ကိုသွားတဲ့သူကတော့အရေးအတွက်နည်းမှာပေါ့။နည်းချင်းများချင်းကအရေးမကြီးဘူး။အပြစ်ဖြစ်ခြင်းမဖြစ်ခြင်းအကျိုးရှိခြင်းမရှိခြင်းကအဓိကပါပဲဒီနေ့ခေတ်လူမှုရေးဆိုတာတွေကလည်းတကယ်တမ်းကျတော့တောက်ပွဲစားပွဲသီလဖောက်ပြန်တဲ့ပွဲတွေပဲများပါတယ်ဘာသာရေးကိုအားစိုက်လှုပ်လာတဲ့သူဟာသီလပြတ်မှာကိုကြောက်လာတယ်မလိုအပ်တဲ့အရာတွေမလိုအပ်တဲ့ဘက်တွေကိုသွားကျင်တော့ဘူးအဲ့ဒီလိုဖြစ်လာတဲ့အခါအရင်ကအလုပ်တွေမလုပ်ဖြစ်တော့ဒီအလုပ်တွေကရုံးမထွက်နိုင်သေးတဲ့သူတွေကအမြင်ဆောင်လာတဲ့သဘောပါပဲအရင်လိုမဟုတ်တော့ဘူးဆိုတာမျိုးပြောလာကြမယ်အပေါင်းအသင်းတွေကလည်းခွာသွားကြမယ်လူမှုရေးပိုင်းတဖြည်းဖြည်းနည်းလာကြတယ်ပေါ့တကယ်တော့ဘဝအရေးတန်တရားအရေးနဲ့